ချက်ပွဲကြီးပြီးရင်ဘယ်လိုပြောကြမလဲ Honeymoon ခေတ်ထွက်ရင်ဘယ်ကိုတို့သွားမယ် ကမ်းခြေတွေစီသွားမလားတောင်ပေါ်မြေစီသွားမလားပြောတာပြောလိုက်မင်းဟောတိုင်းချီရဲ့မင်္ဂလာရှိတဲ့နေ့တွေဒီနေ့စတင်ပြီမင်္ဂလာရှိတဲ့ခေတ်တွေတို့တူသွားဘယ်နေရာကိုသွားသွား MAI လုံးလုံးစိတ်တိုင်းချ MAI ကိုယူစားစင်မြေ MAI ချစ်သူများရဲ့ကောင်းကင်ခီ MAI honeymoon ပေါ်ကွယ် MAI MAI honeymoon ပေါ်ကွယ် MAI honeymoon ပေါ်ကွယ် MAI MAI honeymoon ပေါ်ကွယ် ဆိုရီကိုအခမ်းတကယ်ကိုပြင်ပန်းနေမိမမျိုးတွေကြမှာအပူပင်သိမ်းများတယ်အထင်ကြီးနေရာတွေသွားမလားပြပါဆိုရင်ကောင်းမလားပြောတာပြောလိုက်မင်းသဘောတိုင်းရှိရဲ့မင်္ဂလာရှိတဲ့နေ့တွေဒီနေ့စတင်ပြီမင်္ဂလာရှိတဲ့ခေတ်တွေတို့တူသွားဘယ်နေရာကိုသွားသွား MAI လုံးလုံးစိတ်တိုင်းချ MAI ကိုယူစားစင်မြေ MAI ချစ်သူများရဲ့ကောင်းကင်ခီ MAI honeymoon ပေါ်ကွယ် MAI MAI honeymoon ပေါ်ကွယ် MAI honeymoon ပေါ်ကွယ် MAI MAI honeymoon ပေါ်ကွယ်ရှိတဲ့ခေတ်တွေတို့တူသွားဘယ်နေရာကိုသွားသွား MAI လုံးလုံးစိတ်တိုင်းချ MAI ကိုယူစားစင်မြေ MAI ချစ်သူများရဲ့ကောင်းကင်ခီ MAI honeymoon ပေါ်ကွယ် MAI